Manchester United က Joshua Zirkzee ကိုလက်လွတ်ဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေကအခုလက်ရှိမှာတော့တကယ်ကိုရေပန်းစားဆုံးသတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ရဲ့ပြောင်းရွှေ့ကြေးပါ Juventus အသင်းအနေနဲ့ Zirkzee ကိုပေါင်22တန်းလောက်နဲ့ခေါ်ယူနိုင်တယ်လို့သိရပါတယ်။ဟုတ်ပါတယ်။ United ကတကယ်ကိုယုံကြည်နဲ့ခေါ်ယူခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ကိုဒီဈေးနှုန်းနဲ့ရောင်းထုတ်ဖို့အထိဖြစ်လာတာဟာနောက်ွယ်မှာတစ်ခုခုတော့အကြီးကျယ်ဖြစ်နေပြီဆိုတာသိတာပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက Juventus ဘက်ကလည်းအလောတကြီးအပိသက်စာချုပ်နဲ့ခေါ်ဖို့မစင်စားသေးတာပါပဲ။သူတို့ကစွန့်စားရမှုနည်းစေမဲ့အငှားနဲ့အရင်ခေါ်ပြီးမှနောက်ပိုင်းမှာအပိသက်ဝယ်ယူခွင့်ဒါမှမဟုတ်မဖြစ်မနေဝယ်ယူရမယ့်သဘောတူညီချက်မျိုးနဲ့ပဲကန့်လန့်ကျင်နေတာပါ။ဒါကိုကြည့်ချင်းအဖြစ် Juventus ကလည်းဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတာပေါ်လွင်နေပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတော့ Zirkzee ရဲ့အေဂျင့်ကိုယ်တိုင်ကနွေရာသီမတိုင်ခင်မှာသူ့ကစားသမားကို Juventus စီကန့်လန့်နေတယ်လို့သတင်းတွေထွက်လာတာပါ။အေဂျင့်တွေဘက်ကဒီလိုဆက်လုပ်ရှားပြီးဆိုရင်တော့ကစားသမားကိုယ်တိုင်ကအသင်းပြောင်းဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။တကယ်လို့ United ကသာဒီဈေးနဲ့တကယ်ရောက်မှဆိုရင်ပြီးတော့ Juventus ကတောင်ချက်ချင်းလက်ငင်းအပြီးမဝယ်ချင်ဘူးဆိုရင် Zirkzee ရဲ့ Old Trafford ကအနာဂတ်ဟာတကယ်ပဲမေးခွန်းထုတ်စရာဖြစ်နေပါပြီ။ဒါဟာရိုးရိုးပြောင်းရွှေ့ခြင်းသတင်းတစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ကစားသမားဘဝလမ်းဆုံလမ်းခွကိုရောက်နေတာပါ။တခုတော့သိကြပါတယ်။ Zirkzee နဲ့ Manchester United တို့ရဲ့လက်တွဲမှုကတော့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တယ်လို့ Juventus ကလည်းအခြေအနေကိုစောင့်ကြည့်ရင်းအကောင်းဆုံးအခွင့်အရေးကိုစောင့်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးခင်ဗျားတို့ကဘယ်လိုမြင်ကြလဲ။ United အနေနဲ့သူ့ကိုဆက်ထားတင်လားဒါမှမဟုတ်အခုပဲရောင်းထုတ်လိုက်တင်ပြီလား။ Juventus ကိုရောက်သွားရင်ရော Zirkzee ခြေစွမ်းပြနိုင်ပါမလား။ ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အသေးပေးပြီး follow လုပ်ဖို့လည်းမမေ့ပါနဲ့ဦးနော်။